ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျတာတာ sharing မှာထိုင်းဘက်အဟောင်းနဲ့ပတ်သက်ပြီးတော့အမြဲစင်ဆက်မပြတ်မျှဝေပေးတဲ့လူတစ်ယောက်ပဲဖြစ်ပါတော့ဒီကနေ့ကျတော့ထိုင်းဘက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုကြည့်ရမလဲဈေးနှုန်းတွေဘယ်လိုတိနိုင်လဲထုတ်လုပ်တဲ့အရေးအတွက်တွေခုနှစ်တွေဘယ်လောက်ရှိလဲလက်ရှိပေါက်ဈေးကဘယ်လောက်ရှိနေပြီလဲဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့လာရောက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးအသေးစိတ်သိချင်တယ်ဆိုရင်သူ့မှာတို့ထုတ်တဲ့စာအုပ်ရှိတယ်ပေါ့နော်ဒီကနေ့ ice out နဲ့ပတ်သက်ပြီးတော့အသေးစိတ်လာရောက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ် ice out ကတော့ Lazada မှာဖြစ် shopping မှာဖြစ်ဝယ်လို့ရတယ်ကျွန်တော် link ချပေးထားမယ် comment မှာဖြစ်မှာ discussion မှာဖြစ်မှာကျွန်တော်ချပေးထားမယ်ရချင်တယ်လိုချင်တယ်ဆိုရင်တွားရောက်ပြီးတော့မှာယူနိုင်မယ်နော်ပုံမှန်ဈေးဆိုရင်တော့600 900ဝန်းကျင်ရှိတယ်ဒီကျွန်တော်ချပေးတဲ့ link အထက်မှာဝင်ဝယ်မှာဆိုရင်900ကျော်ဈေးနဲ့ရတာပေါ့နော်အဲကြောင့်မလို့တကယ်လို့ရချင်တယ်ဆိုရင်ဒီကျွန်တော်ချပေးလိုက်တဲ့ link ထဲမှာတွားရောက်ပြီးတော့မှာယူနိုင်ပါတယ်ဟုတ်ကဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့เนาะမှာတကယ်လို့တိချင်တာရှိရင်နားမလည်တာရှိရင်ကျွန်တော်ကိုဆက်သွယ်ပြီးတော့မေးမြန်းလာလို့ရတယ်မတွားတတ်မလာတတ်ဘူးဆိုရင်လည်းကျွန်တော်ကိုယ်တိုင်like ပို့ပေးရပါเนาะအဓိကကိုက်ညီမှုရှိဖို့လိုတယ်ကိုက်ညီမှုမရှိဘူးဆိုရင်ဘာဖြစ်လဲဆိုတော့တွားလာရတာအချိန်ကုန်တယ်လူပီပန်းတယ်ပတ်စံကုန်တယ်အဲကြောင့်မလို့အဲ့လိုမျိုးမဖြစ်ရလေအောင်ကျွန်တော်စီမှာအရင်ဆုံးပို့လာပေးပါတခြားလေးအသေးစိတ်ကိုတိုက်ကြည့်ပေးမယ်ကိုက်ညီမှုရှိရဆိုရင်ကိုက်ညီမှုရှိတယ်ဆိုရင်တော့အကြောင်းပြန်ပေးမှာပေါ့နော်မရှိဘူးဆိုလည်းမရှိဘူးပြန်လဲမှအကြောင်းပြန်ပေးမယ်ကိုက်ညီမှုရှိခဲ့ရင်လည်းခုနပြောလို့မတွားတတ်မလားတော့စကားမတတ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ကိုကြဆိုင်ကိုလိုက်ရောင်းပေးပါပေါ့နော်ဟုတ်ကဲ့ပါအဓိကကိုက်ညီမှုရှိဖို့ပါပဲပုံစံတူတိုင်းရောင်းလို့မရဘူးเนาะအဲကြောင့်မလို့ဒီချာလေးတိုက်ကြည့်မယ်ဟိုခုနေ့တွေကိုက်ညီမှုရှိမှထူးခြားချက်ရှိမှတာရောင်းတန်းဝေးတော့เนาะဟုတ်ကဲ့ဒီကနေ့ဒီဟာလေးနဲ့ပတ်သက်ပြီးเนาะဒီစောက်ရချင်လဲကျွန်တော်ချပေးလိုက်လက်မှာတွားရောက်ပြီးတော့ဝယ်နိုင်တယ်လို့မတိဘူးနားမလဲမကြည့်တတ်ဘူးဆိုရင်လည်းတော့စီမှာပုံပို့လာပြီးတော့ကျွန်တော်ကိုတိုက်ကြည့်ခိုင်းလို့ရเนาะအားလုံးအလောက်ကိုင်းစင်ပြေကြပြီကန်ကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်လဲစုံတွေ့ကြမှာခင်ဗျာ